ညီကိုတွေအားလုံးပဲမင်္ဂလာပါကျွန်တော်က Fury တက်ကိုအများနဲ့တင်ဆက်ပေးနေတဲ့ဇနကပဲဖြစ်ပါတယ်ယခုအကောင့်ဆိုလို့ရှိရင်ကျွန်တော်ရဲ့10ခုမြောက် TikTok အကောင့်ပဲဖြစ်ပါတယ်ရှေ့အကောင့်တွေကတော့သူ့ရဲ့ TikTok policy ကတော့ခဏခဏကျွန်တော်ဗီဒီယိုတွေအများနဲ့ဖြတ်ချခံအကောင့်တွေလည်းဖြတ်ချခံနေရခင်ဗျအဲ့တော့ကျွန်တော်ဒီကတော့ကျွန်တော်10ခုမြောက်အကောင့်လေးကိုအဆင်ပြေလို့ရှိရင်ကျွန်တော်ရဲ့အကောင့်လေးကို follow ပေးခဲ့ကြပါဦးပြောလို့ရှိရင်မနေ့တော့ကျွန်တော်ရွေးချယ်ပေးခဲ့တဲ့ free tip 3ပွဲရလဲ2ပွဲနိုင်ပြီးညီကိုတွေအားလုံးအဆင်ပြေခဲ့ကြလိမ့်မယ်လို့ထင်ပါတယ် free tip ကတော့ကျွန်တော်ဗီဒီယိုတင်ပေးရဆိုလို့ရှိရင်2ရက်စက်တိုက်ပေါ့2ရက်စက်တိုက်ရှိပါတယ်အဲ့ဒါကြောင့်မလို့လားမသိဘူးအကောင့်တွေကတော့ခဏခဏအဖြတ်ချခံနေရတယ်အဆင်ပြေရင်တော့ညီကိုတွေဒီကောင့်ကို follow ပေးခဲ့ကြပါအောင်ကျွန်တော်ဒီနေ့မှာတော့ကျွန်တော် Euroleague ညရဲ့ကျွန်တော် Chaiso free tip 2ပွဲကို free tip 3ကွက်ပေါ့3ကွက်2ပွဲကိုကျွန်တော်ဒီဗီဒီယိုမှာရွေးချယ်ပေးတာမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့7နဲ့ B0 ပွဲလေးကိုသုံးသပ်ပေးတာမှာဖြစ်ပါတယ်7ကတော့အဆင့်31နဲ့ရမယ်3မှတ်ပဲရပါသေးတယ် B0 ကတော့အဆင့်26ရမယ်6မှတ်နဲ့နှစ်သိန်းလုံးကတော့နောက်တစ်ဆင့်ကိုတက်ဖို့အတွက်ကတော့ရုန်းကန်နေရတာပဲဒါပေမဲ့7ဘက်ကတော့တေးကြပါတယ်နောက်တစ်ဆင့်ကိုတက်ဖို့ဆိုတာမဖြစ်နိုင်တော့ဘူးကျွန်တော်ကတော့ base ကတော့ဒီညမှာတော့အားထည့်ပြီးတော့ကန်ပါလိမ့်မယ်ဒါပေမဲ့ပေးရတဲ့ဂျီတန်က7ဘက်ကပြန်ပြီးပေးရတာဖြစ်တဲ့အတွက်အောက်ကနေအပေါ်ပြန်ပြီးရတာဖြစ်တဲ့အတွက်ညီကိုရီကတော့တစ်ချက်တော့နည်းနည်းတော့စိတ်ထဲမှာတော့တမျိုးတော့ဖြစ်နေမှာပေါ့ကျွန်တော်အနေနဲ့ကတော့ base ရဲ့ခြေစမ်းကိုလည်းကြိုက်တယ်ပြီးတော့လို့ရှိရင်ပြီးတော့ तू ကကန်တာကလည်းမဟုတ် तू အနားယူနေရတဲ့အတင်းဖြစ်တဲ့အတွက်ဒီပွဲမှာတော့ तू တေးတခြားလေးအမှားမခံမဲနဲ့တေးတခြားလေးနိုင်အောင်ကယ်မယ်လို့ထင်ပါတယ်ဂိုးပေါင်းအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်လည်း3လုံးသွင်းမှ20ရာခိုင်နှုန်းရှုံးဆိုပြီးတော့ပေးထားပါတယ်ဒီအားကိုကြည့်ချင်းအဖြစ်တေးကြပါတယ်ဒီပွဲမှာတော့နှစ်ကွက်လုံးတော့မအောင်နိုင်ပါဘူးအဲ့တော့နှစ်ကွက်လုံးမအောင်နိုင်တဲ့အတွက်ကျွန်တော်အနေနဲ့တကွက်ချားစီရွေးပေးပါမယ်ဘာရွေးပေးမလဲဆိုလို့ရှိရင်တော့အသင်းအနေနဲ့ဘေးစဲကိုရွေးပေးပါတယ်ဂိုးပေါင်းအနေနဲ့ကတော့တေးကြပါတယ်နှစ်သိန်းလုံးကတော့ဂိုးတော့ပေါ်မှာမဟုတ်ဘူးဗျဂိုးကတော့အောက်မှာအဲ့တော့ကျွန်တော်အနေနဲ့ဂိုးအနည်းကိုရွေးချယ်ပေးချင်ပါတယ်ဂိုးအနည်းကိုရွေးချယ်ပေးချင်ပါတယ်နောက်တစ်ပွဲအနေနဲ့ကျွန်တော်အနေနဲ့ brand နဲ့ Michelin တို့ပွဲကိုရွေးချယ်ပေးပါမယ် Michelin ကတော့အမှတ်တော့မလိုတော့ဘူးဒါပေမဲ့ပြောရရင်တော့တေချောင်းဆိုရင်တော့ဒီတစ်ပွဲကိုအနိုင်ဒါမှမဟုတ်တမလောက်တော့လိုပါတယ် Michelin ကကြတော့နောက်တစ်ဆင့်ကိုကန်မှုတော့ကတော့သူကတော့ရုံးတော့ရုံးကန်နေရမယ်8မှတ်နဲ့အဆင့်22နေရာမှာဆိုတော့သူကတော့ဒီပွဲတော့တေချာလေးသူတော့အားထည့်ပြီးကန်ပါမယ်ဒီပွဲမှာတော့ကျွန်တော်အနေနဲ့အသင်းတော့ရွေးချယ်မပေးချင်ပါဘူးဘာကိုရွေးချယ်ပေးမလဲဆိုလို့ရှိရင်ဂိုးပေါင်းကိုရွေးချယ်ပေးချင်ပါတယ်ဘာဖြစ်လဲဆိုလို့ရှိရင်နှစ်သင်းလုံးကနောက်ဆုံး9ပွဲမှာ3ပွဲလောက်ထိကဂိုးပေါ်တာခင်ဗျအဲ့ဒါကိုသူက3လုံးတွေ့ရင်50ဆိုတဲ့ဂျီတန်းကကြတော့နည်းနည်းမစိုးဘူးပေါ့ပြောလို့ရှိလို့ရှိရင်အဲ့တော့ကျွန်တော်အနေနဲ့ဒီပွဲမှာတော့တေးကြတယ် brand လည်းတိုက်မယ် Michelin လည်းတိုက်ပြီးကန်မယ်အနည်းဆုံးတော့1-1ကနေစကြည့်ရလိမ့်မယ်လို့ထင်တယ်ခင်ဗျအဲ့တော့ကျွန်တော်ကနောက်တစ်ဂိုးသွင်းလို့ရှိလို့ရှင်တဝက်ပျော်ရွှင်ခွင့်ရမှာဖြစ်တော့ကျွန်တော်ဒီပွဲကိုရော Michelin ဂိုးများကိုရွေးချယ်ပေးချင်ပါတယ်အဲ့ဒါကြောင့်ဒီညအတွက်ကျွန်တော် Jason Free တဲ့3ပွဲကတော့ base body base goal out နဲ့ Michelin ဂိုးပေါ်လိုပဲဖြစ်ပါတယ်ညီကိုတွေအကြိုက်သူမှကစားပါအကြိုက်မသူဘက်ကန်ကြဖို့မြတ်တာရက်ခံချင်ပါတယ်ညီကိုတွေအားလုံးပဲဒီညလည်းဆက်ပြီးအပေါင်းပြတ်နိုင်ကြပါစေအားလုံးပဲ good luck ပါ